မင်္ဂလာပါအင်္ဂါသားသမီးနေထိုင်ရမယ်တသက်တာစံလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်နော်အင်္ဂါလို့ပြောလိုက်တာနဲ့ချင်းတိဆိုတာကျမမိတ်ဆွေတန်းသိတယ်ဟုတ်ဆိုတော့ချင်းတိကဘလို့နေထိုင်လဲဆိုတဲ့ပုံကိုလည်းတစ်ခါတည်းတန်းမြင်ဖို့လိုပါတယ်နော်ချင်းတိလို့ပြောလိုက်လို့ရှိရင်ကိုအမျိုးကိုဘာသာကိုကာကွယ်တယ်နော်ပြီးလို့ရှိရင်ငြိမ်ငြိမ်မနေဘူးပြီးရင်ဩဇာကြီးတယ်ပေါ့နော်ဒီလိုမျိုးမြင်ကြည့်လို့ရပါတယ်ဒီထက်လည်းပိုအောင်မှာပေါ့လေဆိုတော့ပြီးတော့တစ်ဖက်မှာအင်္ဂါရဲ့ပရိယေကဘာကိုကိုစားပြုလဲဆိုတော့စစ်သားလို့စစ်တက်လို့မျိုးတော့စိတ်ကိုလည်းကိုစားပြုတယ်ဆိုတော့ငြိမ်မနေဘူးသူကနည်းနည်းလေးဟိုကမောက်အင်္ဂါညံ့ပြီဆိုရင်မောက်မာတဲ့ဖက်ကိုသွားတဲ့ဟာလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီအင်္ဂါဒီလိုမျိုးမကောင်းဘူးလို့တော့မဟုတ်ဘူးပေါ့နော်လှုပ်ရှားတဲ့သဘောကိုဆောင်တယ်ဆိုတော့ဒီလှုပ်ရှားမှုကိုထိန်းချောင်းတာကစနေကြိုဖြစ်တယ်ဆိုတော့အင်္ဂါတိုင်းထူလိုက်ပြီဆိုရင်ထိတ်ဆုံးမှာရှိတဲ့နဝင်းကြိုကစနေကြိုဖြစ်တယ်စနေဒီနဝင်းကြိုဖြစ်တာမို့လို့အင်္ဂါသားသမီးကိုအုံမိုးထားတာဖြစ်တယ်ဒီစနေကောင်းနေတဲ့ရွေ့အင်္ဂါသားသမီးတွေအလုပ်ကိုင်မှာအဆင်ပြေတတ်တယ်နဝင်းပြတ်သွားပြီဆိုလို့ရှိရင်တော့အထင်းကုန်မဲ့သွားတာပေါ့နော်ဒါကြောင့်စနေဒီဒီထိန်းချောင်းခြင်းစီကန်းရှိခြင်းနောက်တစ်ခါချုပ်ချယ်ခြင်းဒီလိုမျိုးပေါ့နော်ထိန်းချုပ်ခြင်းကိုစားပြုတာမို့လို့အင်္ဂါသားသမီးတွေတစ်ခုခုလုပ်မယ်ဆိုရင်တစွတ်ထိုးလုပ်တာလားနောက်တစ်ခုကရည်ရှိပလန်လေးနဲ့ပေါ့နော်တွေးတာပေါ့နည်းနည်းလေးဟိုစိတ်ကိုစစ်ဆက်လေးတွေးပြီးတော့လှုပ်တင်တယ်ပေါ့နော်ထိန်းညှိရတယ် sub control ရှိရမယ်ဆိုတာကိုပြောပြတာဖြစ်တယ်ပြီးတော့ဒီနဝင်းကောင်းဖို့အတွက်ဆိုရင်အခြေကလည်းအရေးကြီးတယ်အခြေကတနင်းလာကြိုးဖြစ်တယ်တနင်းလာကြိုးကအမေကိုစားပြုတဲ့အခါကျတော့အင်္ဂါသားသမီးတွေကအမေပေါ်မှာပြုစုစောင့်ရှောက်အနေနဲ့ခံရမှာဖြစ်တယ်နောက်တစ်ခါငွေတို့အကြွားကိုလည်းစားပြုတာမဟုတ်လို့အင်္ဂါသားသမီးတွေအကြွားထုတ်လို့မရပါဘူးပေါ့နော်စစ်ဆက်တူတိတ်နေရမှာဖြစ်ပါတယ်ဆိုတော့အင်္ဂါရဲ့စီးပွားနေရာမှာတော့ဗုဒ္ဓဟူးဂျိုကလွှမ်းမိုးတာဖြစ်တယ်ဗုဒ္ဓဟူးဂျိုဒီ communication ကိုစားပြုတာအဖွဲ့အစည်းကိုစားပြုတာမှုလို့အင်္ဂါသားသမီးလုပ်တဲ့အလုပ်ဒီ social ဘိုင်းနဲ့ပတ်သက်တဲ့ဒီစကားပရိယေနဲ့ပတ်သက်တဲ့အလုပ်မျိုးဆိုရင်အကျိုးပေးအောင်မြင်တတ်ပါတယ်ဆိုတော့အင်္ဂါသားသမီးနေရဲ့ဒီအိမ်ထောင်ပါဗောနော်အိမ်ထောင်ကမှာတော့တနင်္ဂနွေနေ့ဂျိုကလွှမ်းမိုးထားတာဖြစ်တယ်တနင်္ဂနွေနေ့ဂျိုကကြတော့ဒီအုတ်ချုပ်သူအကြီးအကဲဥပဒေဆိုတာမျိုးကိုလွှမ်းမိုးထားမို့လို့အင်္ဂါသားသမီးယူတဲ့အိမ်ထောင်ဘက်ကတော့အလိမ္မာအိမ်ပါယောက်ျားစကားကိုပဲနားထောင်မယ်မိန်းမစကားကိုပဲနားထောင်မယ်ဆိုတဲ့သူတော့မဖြစ်နိုင်ပါဘူးကိုဥဆောင်သွားတဲ့သူဖြစ်ပါလိမ့်မယ်ဒီလိုမျိုးမှလည်းအိမ်ထောင်ရေးကစီးပွားတွေကအောင်မြင်မှာဖြစ်ပါတယ်နော်ဒါကအင်္ဂါသားသမီးတွေရဲ့ဒီတသက်တာမှာပေါ့နော်ရှိနေရမယ်တော့ညှိသွားရမယ်ဒီစံပဲဖြစ်တယ်ပေါ့နော်တကယ်လို့များကိုကနဝင်းကျိုးနေပြီးအစင်မပြေဘူးလို့ထင်လို့ရှိရင်တော့ဒီနဝင်းကောင်းဖို့ရာအတွက်ဖះမှာကိုမွေနေတိုင်းဒေါနပန်းကတ်လူချင်းဖြင့်ဆူတောင်းလို့ရပါတယ်တက်မှတ်လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်နော်